ကြောက်တော့ထုံနဲ့ရောပြီးမှွေထားတာပါဒီလိုနေထားပါဒီလိုမျိုးနေထားလေးပါနော်ဒါတော့ရေအေးနေပါနော်ဟုတ်ပြီနော်ဟိုမှာတော့ရေနွေးတည်ထားတယ်ပတ်ကြည့်မယ်ရေနွေးကစူးလာပြီဆိုတော့ဒါလေးထည့်မယ်ဆိုတော့မီးလျှော့မယ်နော်ဒါပြကြရင်ခုနကကြောက်ကြောလေးကိုထည့်ဖြည်းဖြည်းချင်းမှွေရမယ်သူကအဆက်မပြတ်မှွေပေးရမယ်လို့ပြောတယ်နော်ဒီနေထားလေးပေါ့နော်အဆက်မပြတ်မှွေထားလိုက်မယ်ကဲအဲ့လိုမျိုးခဲလာပြီဆိုရင်တော့ရပြီလေနော်အဲ့ဒါကိုချပြီးတော့ဘန်းထဲမှာအစစ်တစ်ပြားဘန်းထဲမှာပြောင်းမယ်ဒီမှာဘန်းထဲမှာထည့်လိုက်မယ်နော်ဒီမှာအေးသွားပြီဆိုပြီးတော့စားကလေးကြတယ်ဒီလိုမျိုးကြီးတော့ကောနော်စစ်ပြီးတော့ကြီးတော့ကောဒါတော့ပြီးသွားပြီတပန်လုံးကုန်သွားဒီတပန်လေးဒါဒီလောက်ပဲရတယ်တပူးရတယ်မဟုတ်ပဲနောက်မှဒါတောက်ခါနေမှထက်တောက်ကဲမကြီးဖွေနဲ့တောက်မကြီးဖွေနဲ့မှဂျိုးလေးထည့်နစလို့ထည့်ဒီကတော့အေးလေးရှယ်ပဲ